ဒီနေ့မှာတော့ရန်လန်းနဲ့ဘောလုံးဂျာစီတွေကိုဘလို့ပိုင်ယူရမလဲဆိုတာကို brother တို့ကိုပြပြသွားမှာဖြစ်ပါတယ်တကယ်ပဲဒီဘောလုံးဂျာစီတွေကို free အပိုင်ရမှာဖြစ်ပါတယ်ကျွန်တော် UC လည်းမကုန်သလိုပတ်စံလေးတပြားတစ်ချက်မှမကုန်မဲနဲ့ game ဆော့ရုံနဲ့ခုလိုမျိုးဘောလုံးဂျာစီနှစ်ထည်ကိုအပိုင်ရပါမှာဖြစ်ပါတယ်ခုလိုမျိုးဘောလုံးဂျာစီလေးကိုယူမယ်ဆိုရင်ကျွန်တော်ပြထားတဲ့ event လေးကိုနှိပ်ပြမှာဖြစ်ပါတယ်event နဲ့ရောက်သွားပြီဆိုတာနဲ့ကျွန်တော်တို့ဒီမှာ pack exchange ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်ပြရမှာဖြစ်ပါတယ် pack exchange နဲ့ရောက်သွားပြီဆိုတာနဲ့ကျွန်တော်ခုပြထားတဲ့ jersey ပုံးလေးပဲဖြစ်ပါတယ်jersey ပုံးလေးကိုဘယ်လိုယူရမလဲဆိုတော့ကျွန်တော်တို့ arrange ဖြစ်ဖြစ် live တို့ဖြစ်ဖြစ် event ဆော့ရတဲ့သူတိုင်းပေါ့နော်ကျွန်တော်တို့ဒီမှာကောက်လို့ရတဲ့ free တုံငင်လေးပေါ့နော်အဲ့တုံငင်လေးတွေကပွဲတစ်ပွဲမှာဆိုအများကြီးကောက်လို့ရတယ်ဗျာအဲ့ဒါလေးတွေကောက်ပြီးတော့ကတ်400နဲ့ကျွန်တော်တို့ဒီ jersey ပုံးလေးနှစ်ပုံးကိုချိန်ပြီးတော့ဂျာစီအင်ကြီးနှစ်ထည်ကိုပိုင်လို့ရတယ်ပေါ့နောက်ပြီးတော့ဒီလို goal fan နဲ့ emote လေးတွေကိုလည်းကျွန်တော် free ပိုင်လဲလို့ရတဲ့အတွက်ကြောင့်မလို့ brother အနေနဲ့မဖြစ်မနေရအောင်ယူထားတဲ့ထဲမှာလည်းပါပါတယ် emote လေးကလည်းတော်တော်မိုက်တဲ့အတွက်အားလုံးကြိုက်ကြမယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ် free ရမယ် outfit လမ်းလေးတစ်ခုကိုဘယ်လိုယူရမလဲဆိုတော့က brother တို့ကိုတစ်ခါတည်းပြပြအောင်ပါမယ်ခုပြထားတဲ့အောက်ဆုံး event လေးမှာတော့သူပေးထားတဲ့ test လွယ်လွယ်လေးတွေပေါ့နော်ကျွန်တော် daily ဆော့ရုံနဲ့ပြည်သွားမယ် mission လေးတွေကိုယူပြီးတော့အားစားလုံးလေးခောက်အောင်ပါအားစားလုံးကလည်းတမက်ကနေပြီးတော့၄မှတ်ကျပြီးတော့ brother တို့စတဲ့စာမှတ်ကနေအဆုံးဖြစ်ပြီးဒီစာမှတ်ကိုပြန်ရောက်တာနဲ့တစ်ပတ်ပြည့်ပါတယ်အဲ့လိုမျိုးတွိုင်းနဲ့၃ပတ်ပြည့်သွားပြီဆိုတာနဲ့ခုပြထားသလိုမျိုးလုံးဝမိုက်တဲ့နွေရာသီ fashion လေးကို free ပိုင်ရောက်အောင်မှာဖြစ်ပါတယ်ဒီ outfit ကလည်းအချိန်နဲ့မဟုတ်ပဲနဲ့အပိုင်ဆိုတော့တကယ်လည်းမိုက်တယ်လို့ outfit လေးကလည်းလှပါတယ်ကဲဒီနေ့မှာတော့ကျွန်တော်ပြသွားတဲ့ outfit လေးတွေကိုအားလုံးပဲသဘောကျကြမယ်လို့ထင်ပါတယ်သဘောကျရဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ပြီးတော့ကြည့်ချင်တာလေးရှိလို့ရှိရင်လည်း comment မှာမှတ်ငယ်ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ Loki ပါ